စိတ်နှလုံးညှဉ်းနှွမ်းပင်ပန်းနေကြတဲ့ဓမ္မမိတ်ဆွေအပေါင်းတို့လောကဓာတ်မုန်တိုင်းတွေကြားမှာကိုယ့်ရဲ့နှလုံးသားလေးတန်ရာရပြီးတော့အကူရမဲ့ဒီလိုခံစားနေရပါသလားခဏလောက်ငြိမ်သက်ပြီးတော့အပူတွေကိုဘေးနားမှာခဏလောက်ချထားလိုက်ပါဦးတင်းရဲ့စိတ်ဝင်ကြီးတွေကိုဓမ္မအလင်းနဲ့ဆေးစောတုတင်ပေးဖို့ဓမ္မအမြင်ဘဝသင်ခန်းစာအစီအစဉ်လေးကနေမေတ္တာစီထားပြီးတော့လိုက်လေးလေးကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့တင်ထက်ကနားထောင်ပြီးစိတ်ကိုအေးချမ်းစေမဲ့ဘဝအနှစ်သာရတစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့တစ်ခါတလေကြရင်ခန္ဓာကိုယ်ကြီးကမပင်ပန်းပဲနဲ့နှလုံးသားကြီးကအကြောင်းပြချက်မရှိပဲလေးလံညှဉ်းနှွမ်းနေတတ်ပါတယ်လောကကြီးတစ်ခုလုံးကတင့်ကိုပစ်ထားတယ်လို့မျိုးဘယ်တော့မှလည်းယွန်းတွေမဖွင့်ခြင်းပဲနဲ့တယောက်တည်းအမောင်ထဲမှာပိတ်နေတယ်လို့ခံစားဖို့ပါသလားအဲ့ဒါတင်းရဲ့စိတ်ကအာယုံတွေနားကိုလိုက်ပြီးပင်ပန်းနွမ်းနေလို့ပါအဲ့ဆိုဘုရားရှင်ကမဟာတတိပဋ္ဌာန်းတုတ်တော်မှာစိတ်ကိုတတိနဲ့စောင့်ကြည့်ဖို့ဒီလိုမိန့်တော်မူခဲ့ပါတယ်တရဂံဝါစိတ်တံတရဂံစိတ်တံတိပဇာနာတိဝိတရဂံဝါစိတ်တံဝိတရဂံစိတ်တံတိပဇာနာတိတဲ့စိတ်ထဲမှာလောဘဒေါသတောကတွေဖြစ်ပေါ်လာရင်ဖြစ်ပေါ်လာမှတတိနဲ့ချက်ချင်းတိလိုက်ပါတဲ့ထိုတောကတွေကင်းပြောက်သွားရင်လည်းကင်းပြောက်သွားမှတတိနဲ့တိလိုက်ပါတဲ့စိတ်ပညာအရာလဲမိမိရဲ့စိတ်ခံစားချက်တွေကိုတတိပြုတ်မိခြင်းဟာစိတ်တန်ရာတွေကိုပူတတ်ဖို့ပထမဆုံးတော့ခြေလှမ်းပဲတဲ့တင်းစိတ်ထဲမှာနာကျင်မှုတွေစိုးရိမ်မှုတွေရှိနေရင်အဲ့ဒါတွေကိုအတင်းအဓမ္မမောင်းမထုတ်ပါနဲ့။အော်ငါစိတ်ထဲမှာစိုးရိမ်စိတ်လေးဖြစ်နေပါလားလို့အတိအမှတ်ပြုပြီးတော့ငင်းသားစွာစောင့်ကြည့်ပေးပါ။ဥပမာတစ်ခုပြောပြမယ်။ဆွမ်းနွန်တွေနှောက်နေတဲ့ရေတစ်ခွက်ကိုကြည်လင်းစင်းရင်အဲ့ဒီခွက်ကိုဇွန်းနဲ့အတင်းမှွေလို့မရပါဘူး။မွေလေးလည်းဟိုနှောက်လေးဖြစ်မှာပဲ။လိုရမယ့်တစ်ခုဒီတော်နီလန်ကတော့ထူရေခွက်တွေကိုဘာမှမလုပ်ဘဲနဲ့ငငယ်လေးချက်ထားလိုက်ဖို့ပဲဖြစ်ပါတယ်။အချိန်တိုင်းအနေတွေအောက်ကိုထိုင်သွားပြီးတော့ရေဟာအလိုလိုကြည်လင်လာပါလိမ့်မယ်။ကျွန်တော်တို့ရဲ့ကိုယ်နှောက်ထဲကစိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေလည်းစိတ်ကိုငြိမ်သက်အောင်ထားလိုက်တဲ့အခါမှာတိတိတတ်တာစောကျသွားပါတယ်လို့သိပ္ပံပညာရှင်တွေကတက်တည်ပြထားပါတယ်။ဒါကြောင့်စိတ်ငြိမ်စရာတွေကြုံလာရင်ချက်ချင်းတုတ်ပြန်ဖို့မကြိုးစားပါနဲ့ခဏလောက်ငြိမ်သက်ပြီးတော့အသက်ကိုပင်းပင်းရှူသွင်းရှူထုတ်လုပ်လိုက်ပါလောကမှာအမေရန်မောင်မိုက်နေတဲ့ညင်တကောင်ဆိုတာမရှိဘူးအချိန်တိုင်းနေမင်းကြီးအလင်းနဲ့တောက်ပစွာနဲ့ထွက်ပေါ်လာမေးပါပဲတင်းရဲ့ဘဝမှာလဲခုလောလောဆယ်ဘယ်လောက်ပဲခက်ခဲပါစေဒါလည်းခဏပဲပြီးသွားမှာလို့ကုဂယုနာတတ်နဲ့ပြောပေးပါချစ်လတ်ဆိုတော့ဓမ္မမိတ်ဆွေတို့လောကမှာဘေးအရာမှဒါဝရမမေးပါဘူးတင်းရဲ့အပူတွေတောကတွေဟာလည်းအချိန်တိုင်းလွန့်ပြေသွားမဲ့တိမ်တိုက်လူပဲစိတ်ပင်ပန်းနွမ်းနေပြီးတော့အားငယ်လာတဲ့အခါတိုင်းဒီဓမ္မတေးတန်လေးတွေကိုထက်ခါပြန်လည်နားဆင်ရင်တင့်နှလုံးသားတွေကိုကိုးစားပေးပါနော်အခုလိုအနှစ်သာရရှိတဲ့ဓမ္မအမြင်နဲ့ဘဝသင်ခန်းစာတွေကိုနေ့စဉ်နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးဓမ္မဒါနအဖြစ်သင်ချရတဲ့သူတွေကိုလည်းမျှဝေပေးနိုင်ပါတယ်ခင်ဗျာကဘာသူကဘာသားအပေါင်းကိုစိတ်နှပြဘေးရန်ကွာ၍အေးချမ်းသာရာရှိကြပါစေ